Hello အားလုံးမင်္ဂလာပါဒီနေ့တော့ယောက်ျားစပယ်ညက်တာလိုက်စောင့်နေရင်းနဲ့ကားပေါ်မှာစောင့်နေနေပြင်းရင်လို့ပေါ့နော် vlog လေးတစ်ပုတ်ရိုက်ဖြစ်အောင်ရိုက်လိုက်သေးတယ်ဒီနေ့ပြမယ့်ဥစ္စာကကြတော့ပြီးခဲ့တဲ့တစ်ခေါက်ရဲ့အဆက်ပေါ့နော်ဒီမိုင်းလာလမ်းဖက်မှာ12လပိုင်းမှာပြောင်းတဲ့အတူတူ export လုပ်ခဲ့တဲ့ပစ္စည်းတစ်ခုအကြောင်းပေါ့နော်အဲ့မိုင်းလာလမ်းဖက်မှာ export လုပ်တော့ကကြတော့ပြောင်းတဲ့အတူတူမြေပဲအကြောင်းကို export လုပ်တာပေါ့နော် export လုပ်တာမြေပဲအကြောင်းမြေပဲဟိုလိုအနီတို့အပန်းတို့အဲ့လိုအမျိုးစားမဟုတ်ဘူးเนาะတော့ကြောင့်မြေပဲအကြောင်းတရုပ်လိုမျိုးကြတော့ချစ်ချိုင်းခွားစိမ့်လို့ခေါ်တာပေါ့နော်အခွန်ပါတဲ့ဟာပေါ့အခွန်မပါတာမဟုတ်ဘူးအခွန်နဲ့ဟာပေါ့နော်အဲ့ဒါလေးကို export လုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါအမှန်တိုင်းပြောရရင်ဒီအရှိကိုရဲ့ export တွေလုပ်ခဲ့တဲ့နေရာမှာလည်းဒီမြေပဲကကြတော့အခွန်ပါတဲ့မြေပဲကကြတော့ကိုတခါမှအတွေ့အကြုံမရှိဘူးသေးတယ်ပစ္စည်းပေါ့နော်ဒါပေမဲ့လေအဲ့ဒီပြောင်း export လုပ်နေတော့မှ12လပိုင်းဆိုရင်ပြောင်းကပြီးသွားတော့မှာပေါ့နော်12လပိုင်းကုန်ရင်ဒီ12လပိုင်းကုန်သွားလို့ရှိရင်ဘာဆက်လုပ်ရမလဲဆိုတဲ့ဟာကိုကိုယ်တွေလည်းများတွေးနေတော့ဘာလို့မှမသိဘူးလေနော်အလုပ်ကလည်းဒါပဲရှိတာဒီ export ပဲလုပ်တတ်တာဆိုတဲ့အခါကျတော့ကန်ကောင်းထောက်မှစွာနဲ့အဲ့ဒီမှာတရုတ်တွေကအမြင်ပဲပို့ပေးပါလားသူတို့အဲ့လိုမျိုးပြောခဲ့တယ်ပေါ့နော်ပြောခဲ့တဲ့အချိန်ကကျတော့ကိုရီးယားလည်းအထုံးစံတိုင်းပဲပေါ့နော်ညီတို့ကအမြင်ပဲပို့ခိုင်းတာဟုတ်တယ်ငါစီမှာမြင်ပဲဝယ်ဖို့ကအမအရင်မရှိဘူးပေါ့အဲ့လိုမျိုးဆိုတော့တရုတ်တွေကလည်းဘယ်လိုလဲဆိုတော့နေကိုယုံပြီးသားပေါ့နော်နေမြင်ပဲကစင်းဝယ်လိုက်ဒီပတ်စံငါတို့ကြိုလွဲပေးမယ်ပေါ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်မြေပဲအရင်စဉ်းကြည့်မယ်ငွေမပေးလိုက်သေးနဲ့ဦးပေါ့နော်မြေပဲအရင်စဉ်းကြည့်မယ်မြေပဲတွေ့တယ်ဆိုလို့ရှိရင်ငါနင်းတို့ဗီဒီယိုကောခေါ်မယ်ဘယ်လိုမျိုးကြည့်ရမလဲဘယ်လိုမျိုးတွေခွဲချမ်းစိတ်ဖြာရမလဲပေါ့နော်ဘာဆိုဘယ်လိုမျိုးဆိုရင်ကောင်းတာလဲမကောင်းဘူးလဲငါနင်းတို့ဗီဒီယိုကောခေါ်ပြီးပြမယ်ငါ့ကိုကြည့်ပုံစံလေးတွေပြတင်ပေးဆိုပြီးခါကြတော့မှအဲ့တရုတ်တီကစင်ဝယ်ခိုင်းတာနဲ့အဲ့နှစ်ကအဲ့2023 12လပိုင်းနှစ်ကုန်ခါနီးပေါ့နော်12လပိုင်းထဲကနေစပြီးတော့မှကိုရီးယားဆင်းလာပြီးရဲ့အချိန်ကကြတော့အဲ့ဒီမှာကိုလန်နန်ဆန်ကာလီပင်လုံလဲချအဲ့ဒါပြီးခါကြတော့ဗာလဲပန်ကေသူလက်လန်ကြောက်ကူအင်တော့အဲ့ဘက်တွေအကုန်ရောက်တဲ့ကားတစ်စီးနဲ့လေများနေအောင်ပတ်တာဆိုတာတနေရာရောက်လိုက်ပြုတ်တင်တဲ့ဗီဒီယိုကောပြောလိုက်ပစ္စည်းဝင်လိုက်အဲ့ဒီအချိန်ကကျတော့ချိန်ကားခေါ်ချိန်တာကြည့်ချိန်ပြီးတော့မှတင်းအဲ့ဆိုစနပိန်ကားတစ်စီးဆိုရင်တော့ပိတ်တစ်ချိန်8000နဲ့8500ချာလောက်ဆက်တာဟုတ်အခေါ်နဲ့ဆိုတဲ့အချိန်ကကျတော့လေကုန်ကပွားတယ်လေနော်အဲ့နဲ့အဲ့ဒီမြေပဲအကြားကိုexport လုပ်ခဲ့ပေါ့နော်အဲ့ဒီမြေပဲအကြောင်းကလေအဲ့တုန်းက export လုပ်တဲ့ချိန်မှာတစည်းတိတာအမြက်အစွန်းကများတယ်မြေပဲကြားတစည်းရဲ့အမြက်တီအဲ့တုန်းကဆိုရင်အဲ့လိုမျိုးပေါ့နော်ပြောင်း9စီး10စီးလောက်အမြက်နဲ့ညီမျှတယ်ပေါ့နော်မြေပဲကြားအရန်မြက်တယ်မတူကလည်းအဲ့လိုပြောင်းလိုမျိုးတောင်ကာလအရှိန်နဲ့သူတို့နှစ်တိုင်းဝယ်တာမျိုးမဟုတ်ဘူးလိုအပ်ချက်ရှိမှဝယ်တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တုန်းကလည်း12လပိုင်းကနေ1လပိုင်း2လပိုင်းလောက်ထိပဲသူတို့ဝယ်တယ်ဝယ်ပြီးသွားတဲ့ချိန်ကကျတော့နလပိုင်းလောက်ရောက်တော့ခါကျတော့မြေပဲကြောက်ဝဲရဟာလည်းတစ်စက္ကန့်ရက်တယ်ပေါ့နော်ဒါပေမဲ့ဘာလေးပြောအဲ့ဒီပြောင်းပြီးသွားရင်မလုပ်ရမလဲဒီပြောင်းပြီးသွားလို့ရှိရင်30ဒီဇင်ဘာ31ရက်နေ့ပြီးသွားလို့ရှိရင်ဘာဆက်လုပ်ရင်ကောင်းမလဲဆိုတဲ့ချိန်မျိုးကိုရီကအလုပ်မရှိတဲ့ချိန်မျိုးမှာဒါအလုပ်တစ်ခုရလာတယ်ဆိုတဲ့ချိန်ကကျတော့ကန်ကောင်းတာပေါ့နော်ဘာလေးပြောလမ်းကြောင်းပေါ်မှာအမြဲရှိနေတယ်ဒီလမ်းကြောင်းပေါ်မှာပဲအလုပ်လုပ်နေတယ်ဆိုတဲ့လူအတွက်ကတော့ဒါတခုမဟုတ်တခုပေါ့နော်အလုပ်ကမရှားပါဘူးအဓိကတော့ပါလဲဆိုတဲ့ချိန်ကကြတော့တစ်ဖက်ပေါ့နော်ငွေပေးပြီးတော့ဝယ်ရမယ့်လူတွေဒီငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့မှကိုယ့်အပေါ်မှာ100%ခိုင်နှုန်းပေါ့နော်စိတ်ချယုံကြည်မှုရှိဖို့လိုတယ်အဲ့ခါကျတော့ကိုကပြောင်းသမားသူတို့နဲ့ကိုရီနဲ့လေဒါပြောင်းမဲ့အယောင်းဝယ်လုပ်ကြတာဆိုပေမဲ့လေတခြားအရာသူတို့လိုအပ်တာမျိုးရှိလာခဲ့တယ်ဆိုရင်မြေပဲရောင်းတဲ့လူကသူတို့ကိုမြေပဲလိုက်ရောင်းမယ်ဆိုလို့ရှိရင်တောင်မှပဲပေါ့နော်သူတို့ကငွေကြီးအရာစိတ်မချရဘူးဆိုရင်သူတို့ကဝယ်ဖြစ်မှာမဟုတ်ဘူးကိုရီတီမြေပဲရောင်းတဲ့လူမဟုတ်ဘူးဆိုပေမဲ့လည်းငွေကြီးအရာသူတို့နဲ့အကြောင်းပတ်သက်ပူပြီးသားစိတ်ချပူပြီးသားဖြစ်တဲ့အတွက်ပေါ့နော်ပြောင်းရောင်းတဲ့လူတွေမဲ့လည်းမြေပဲရှာပေးပါအောင်လို့ဘာလို့အဲ့လိုမျိုးဖြစ်တာဆိုတဲ့ချိန်ကကျတော့ကိုရီအတွက်ကိုကန်ကောင်းသွားတယ်ပြောရမှာပေါ့ကိုရီးယားလည်းအဖက်လမ်းမှာစတဲ့အစပေါ့နော်အဲကြတော့အဲ့ဒီ12လပိုင်းကာလမှာပြောင်း export နဲ့အတူတူပေါ့နော်မြေပဲ export ကိုစပြီးတော့မှလုပ်ဖြစ်ခဲ့ပါတယ်အဲ့ဒီကာလမှာပြောင်းရဲ့မြေပဲရဲ့ export လုပ်တဲ့ဟာမှာကိုရီးစပြီးတော့မှအဆင့်ပြေးစဖြစ်လာတယ်ပေါ့နော်မြေပဲကတော့12လပိုင်းနောက်ပိုင်းအထိလို့ပြောလို့ရတာပေါ့1လပိုင်း2လပိုင်းဒီကိုရီးလုပ်တယ်ပြီးတော့အဲ့မြေပဲလုပ်နေတော့မှာပဲမြေပဲလုပ်ရင်းနဲ့ဒီအလုပ်တာပြီးသွားရင်ဆိုတဲ့စိုးရိမ်စိတ်မျိုးကိုမှဝင်း
င်ပင်မဲ့လည်းခုနအရှိရပြောခဲ့တယ်လို့ပဲလမ်းကြောင်းပေါ်မှာရှိနေတဲ့လူအတွက်ကကြတော့အလုပ်တွေလုပ်နေတယ်ဆိုရင်အလုပ်တွေကတစ်မျိုးပြီးတစ်မျိုးလာမှာပဲအဲ့တော့အဲ့ဒီမြေပဲလုံးလို့မပြီးခင်ပေါ့နော်မြေပဲလုံးလို့မပြီးခင်လီးမှာပဲကိုရီကို import မလုပ်ချင်ဘူးလား import လုပ်ချင်တယ် import သွားပေးပါလားအဲ့လိုမျိုးပေါ့ import အစင်းကုန်ပေါ့နော်ပြောရင်လူ3ကုန်အိမ်3ကုန်အဲ့ဒါ import သွားပေးပါလားညီမလုပ်မလားဆိုတော့အမှန်တိုင်းပြောရရင်တော့ကိုယ့်အတွက်က chance တစ်ခုနောက်ထပ်တိုးလာတယ်ပေါ့နော်နောက်ထပ် chance တစ်ခုရတယ်ဆိုကကြတော့ဒီဘက်လမ်းကြောင်းမှာဒီမြေပဲပြီးခါနီလီမှာကိုရီအတွက်ကိုimport လုပ်ရဖို့အတွက်ကိုအကြောင်းဖန်လာတယ်ပေါ့နော်အဲ့တော့ဒီ import လုပ်ရတဲ့အကြောင်းလေးကိုနောက် blog လေးမှာဆက်ပြီးတော့မှပြောပြပေးသွားပါမယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် bye bye